ဒီကိုကြီးစုရတော့ဆောင်းရမ်းပြောမိတာဘာလို့လဲမသိဘူးဟာကျေးဇူးတင်ပါတယ်ကျွန်တော်အပေးတဲ့သူတော့အဲ့လိုမရှိဘူးထင်တာအပေးတဲ့သူညာတာပဲကျွန်တော်အပေးတာတော့ပထမစုရသွားတယ်လင်းလင်းအပေးရတယ်ကျွန်တော်တော်တော်ပြောနေပါပြီဗျကျွန်တော်လည်းရမ်းကြိုးစားရတာပဲလေဗျကျွန်တော်90 kg ကနေကျွန်တော်68 kg ဆိုတော့တော်တော်များသွားတော့ကျွန်တော်မဆယ်တွေပဲပါသွားတယ်ဒါပေမဲ့မျောနေလို့လည်းတော့မရဘူးလေဗျဘယ်လိုပြောရမလဲကျွန်တော်ကအဲ့ဒီစုကြီးတွေအရင်မမောတဲ့တော့မဟုတ်ဒါပေမဲ့လိုချင်တာပေါ့ကျွန်တော်ဒီနယ်လေးမှာကျွန်တော်ဒီမွန်ပြည်နယ်လေးမှာကျွန်တော်တို့နယ်လေးမှာတည်ရမလားဟိုလူတယောက်ရဲ့အရေးချင်းကိုဝင်ဝင်တဲ့အတိုင်းတာများတယ်လေပြောကျွန်တော်တက်တဲ့တက်ပညာနဲ့ကျွန်တော်ဘယ်လောက်ထိလုံနိုင်လဲဘယ်လောက်ထိချနိုင်လဲဘယ်လောက်ထိတင်နိုင်လဲဆိုတော့အစွမ်းစားကိုကျွန်တော်ပြခြင်းအောင်တက်ပါဗျနောက်တစ်ခုကကျွန်တော်မာတာလည်းရှိတယ်မိန်းမလည်းရှိတယ်ဒါတွေကိုကျွန်တော်ဒီစုကိုရရင်ကျွန်တော်သားနဲ့ကျွန်တော်မိန်းမဂုဏ်သိက္ခာရှိတယ်ကျွန်တော်မိသားစုဂုဏ်သိက္ခာရှိတယ်အဲ့လေးတော့ကျွန်တော်လုတ်ပြတဲ့သဘောပဲလုတ်ပြတဲ့သဘောအဲ့တော့ကျွန်တော်တကယ်တမ်းကျွန်တော်ဒီဘူးထုံသွားတဲ့လမ်းမပေါ်မှာကျွန်တော်ဂျင်းသေးလေးတစ်ခုပွင့်လာတာပေါ့ကျွန်တော်ကဒီရွာမှာကျတော့ကိုငွေရလက်ပတ်ဖို့ဆိုတော့မလွယ်ဘူးဗျအဲ့တော့ကျွန်တော်ကမြို့မှာဘာမှမကျွန်တော်ချင်းပြောင်းဖွင့်ဖို့စဉ်းစားတာအဲ့တော့ကျွန်တော်လည်းလှုပ်ရှုပ်နေပါတယ်အဲ့တော့ဒီဂျင်းမှာ personal trainer ငါကြီးပါတယ်ဆိုတော့ပြောတဲ့လူတွေကျွန်တော်ဒီ TikTok မှာကျွန်တော်ပညာဒါန free ကျွန်တော်ပြောပေးမယ်ကျွန်တော်အားလုံး PC သွားတဲ့ချိန်ကျကျွန်တော်ပြောပေးမယ်ကျွန်တော်ပါကစားမယ်ဆိုတော့ဝင်ပြောထားပေးပါဗျာကျွန်တော်ပြောပေးမယ်ကျွန်တော်တို့ကလက်တွေ့သမားတွေဆိုတော့ကျွန်တော်တို့ကအဲ့လက်တွေ့ပဲကျွန်တော်သဘောကျတယ်ဒီငယ်ချင်းတို့ပြောချင်တာကလေစာတွေ့ဆိုတာလက်တွေ့မှာ90 ရာခိုင်နှုန်းလောက်အလုံးမဖြစ်ဘူးဆိုတာဒါညီလေးတို့ TikTok ကြည့်နေတဲ့လူတွေရောဒါအားလုံးသိမှာပါဘယ်သူတွေကဘယ်လိုပြောလဲဆိုတော့အဲ့တော့ကျွန်တော်ကလက်တွေ့ကိုပဲကျွန်တော်တို့90 ရာခိုင်နှုန်းလောက်ယုံကြည်တယ်အဲ့တော့ကျေးဇူးတင်ပါတယ်အားလုံးကျွန်တော်တို့ပြန်ဆောင်ကြမယ်